ကျမဒီရဲ့ပိုင်းမှာ environment နဲ့ပတ်သက်ပြီးတော့စဉ်းစားမိတာလေးတစ်ခုရှိတယ်ပေါ့နော်ဒါလေးကိုကျမမျှဝေခြင်းတယ်ကျမဒီ client အနေနဲ့အလုပ်လုပ်တဲ့ချိန်မှာပေါ့နော်သူတို့ကိုမနက်7 နာရီလောက်ကနေစပြီးတော့ညနေ9 နာရီလောက်ထိကို camp တစ်ခုထဲမှာထည့်ထားသလိုမျိုးပေါ့နော်အဲ့တော့ဒီ camp တွေကိုကိုကရောက်သွားပြီဆိုလို့ရှိရင်ဒီ camp ထဲမှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာပြီးတော့နေရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့အဲ့ချိန်မှာကျွန်မဗာမြင်လာလဲဆိုတော့သူတို့ရဲ့ behavior တွေကတဖြည်းဖြည်းနေပေါ့နော်ပြောင်းလဲလာတယ်အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီ camp ထဲမှာဒီဘယ်ချိန်မှာဘာလုပ်ရမယ်ဆိုတဲ့ instruction တွေပေါ့နော်အဲ့ဒီ instruction တွေတိုင်းကိုကိုကလုပ်ရတာဖြစ်တဲ့အတွက်ကိုသူတို့ရဲ့မသိစိတ်ကို programming လုပ်ပြီးတော့သူတို့ရဲ့တကယ် physical reality မှာ automatically သူ့အချိန်ရောက်ရင်ဒါလုပ်ရမယ်ဒါဒီချိန်ရောက်ရင်ဒါလုပ်ရမယ်ဆိုရင်အဲ့ဒါကိုသူတို့တုံ့ပြန်ကြတယ်ပေါ့နော်ဒီအရာလေးတစ်ခုကြားဘူးတယ်အဲ့ဒါဘာလဲဆိုတော့ you are 5 people around you လို့ပြောတယ်အဲ့တော့ဒီစကားကလည်းပြန်စဉ်းစားကြည့်တော့ပေါ့နော်အယမ်းမှန်တယ်အဲ့တော့ကို့နာမှာရှိတဲ့လူ9 ယောက်ဆိုလို့ရှိရင်ကိုအခုလက်ရှိကိုကဘယ်လိုပတ်ဝန်းကျင်မှာနေလဲပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်လည်းပေါ့နော်အရင်တော့ရှိခဲ့တဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ကျမရဲ့ပုံစံတစ်မျိုးဘာကြောင့်လဲဆိုတော့ you are 5 people around you ဆိုတဲ့အတိုင်းကိုနောက်မှာရှိတဲ့လူ9 ယောက်ရဲ့ပုံစံတစ်မျိုးစီကကိုစီမှာရှိနေတယ်ကိုမှာရှိနေတဲ့ behavior တွေကကိုရဲ့ဟာလို့ကိုကထင်ခဲ့တာတကယ်တော့မဟုတ်ဘူးတကယ်တော့ကိုနောက်မှာရှိတဲ့လူ9 ယောက်ရဲ့ behavior တွေဖြစ်နေတယ်ကိုရဲ့အစစ်မှန် behavior တွေကပျောက်ဆုံးနေတယ်ပေါ့နော်အဲ့တော့ကိုနေတဲ့ပတ်ဝန်းကျင်မှာမူတည်ပြီးတော့ကိုရဲ့ behavior ကတက်ရောက်မှုရှိမယ်ဆိုရင်အခုလက်ရှိကိုရဲ့ပတ်ဝန်းကျင်ကဘယ်လိုပတ်ဝန်းကျင်မျိုးဖြစ်နေလဲကိုနာမှာရှိတဲ့လူ9 ယောက်ကဘယ်လို mindset ရှိတဲ့လူတွေလဲသူတို့ဘဝမှာသူတို့ဖြစ်ချင်တဲ့အရာတွေကိုဖန်တီးနေလားဘယ်လိုအခက်အခဲတွေပဲဖြစ်ဖြစ်ဘယ်လိုအခက်အခဲတွေပဲရောက်လာမရအောင်ဖြတ်ကျော်မယ်ဆိုတဲ့စိတ်မျိုးရှိလားဒါမှမဟုတ်ရင်နည်းနည်းလေးstruggle ဆိုတဲ့အရာလေးကိုခံစားလိုက်ရတာနဲ့မလုပ်တော့ဘူးကွာဆိုပြီးတော့အရှုံးပေးလိုက်ကြတဲ့သူတွေလားဒါမှမဟုတ်ရင်အလုပ်တစ်ခုကိုမလုပ်ကြည့်ရသေးဘူးမဖြစ်နိုင်ပါဘူးဆိုတဲ့ဒီ negative thinking နဲ့နေကြတဲ့သူတွေလား investment တွေလုပ်တော့မယ်ဆိုလို့ရှိရင်လည်းငါငွေတွေဆုံးရှုံးတော့မှာငါရဲ့ငွေတွေဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့ဒီຢာတွေကိုလုပ်ဖို့အတွက်ကြောက်နေတဲ့သူတွေနားမှာကိုရှိနေတာလားကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုဘယ်သူဖြစ်လာမလဲဆိုတာကိုအများကြီးတက်ရောက်မှုရှိတယ်ဆိုရင်အခုလက်ရှိကိုနားမှာရှိတဲ့ကိုကို affect ဖြစ်နေတဲ့ပတ်ဝန်းကျင်ပေါ့နော်အဲ့တော့အဲ့ဒီပတ်ဝန်းကျင်မှာအကယ်၍ကိုကဆက်ပြီးရှိနေမယ်ဆိုလို့ရှိရင်နောက်9 နှစ်နေဘာဖြစ်မလဲနောက်10 နှစ်နေဘာဖြစ်မလဲကိုယ့်ရဲ့ vision ကဘာလဲကိုယ့်ရဲ့ mission ကဘာလဲကိုကဘယ်လိုလူတွေနဲ့ဝန်းရံထားကျင်တာလဲဘယ်လို environment မှာကိုကနေကျင်တာလဲတခါကျရင်ကျမတို့မစင်းစားမိဘူးဘာလို့ဆိုတော့စဉ်းစားရမယ်ဆိုတာကိုလည်းကျမတို့မသိဘူးပေါ့နော်ဒီတိုင်းပဲနေ့တူကကိုလုံနေကြပုံစံတိုင်းလုပ်ပြီးတော့အချိန်ကြီးကုန်သွားတာပဲတကယ်ကျမတို့ပြန်ဆန်းစစ်ကြည့်ရမှာကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုဘယ်လိုလူမျိုးဖြစ်လာမလဲဆိုတာသူကပုံသွင်းစေတာတခါကျရင်ရှိတယ်ကျမတို့တွေလုံးဝ ready မဖြစ်သေးဘူးပေါ့နော်ပတ်ဝန်းကျင်တစ်ခုချိန်ဖို့ဆိုတာနောက်တစ်ခုနိုင်ငံတစ်ခုပြောင်းဖို့ဆိုတာအများကြီးရင်ဆိုင်ရတယ်ဖြတ်တန်းရတယ်အများကြီးလေ့လာရတယ်ပြင်ဆင်ရတယ်ဒါပေမဲ့ကျမတို့စီမှာမရအောင်လုပ်မယ်ဆိုတဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်တစ်ချိန်မှာအဲ့ဒီကျမတို့ချမှတ်ထားတဲ့အဲ့ဒီ project ကြီးကအကောင့်ထဲပေါ်လာတယ်